တမိုင်းမှာစစ်ပွဲတွေကြောင့်လူတွေအများကြီးသေဆုံးခဲ့တာကိုကျွန်တော်တို့သိကြပါတယ်။ဒါပေမဲ့ရန်သူကြည်စံကြောင့်မဟုတ်ဘဲတဘာဝရဲ့တာရဲတရိษံတွေကြောင့်ညာရင်းချင်းလူပေါင်း1000နီးပါးအသက်ခံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုမြန်မာနိုင်ငံမှာရှိခဲ့ဘူးတဲ့ဆိုတာသင်သိပါသလား။အဲ့ဒီနေရာကတော့ရခိုင်ပြည်နယ်ကရမ်းပြဲကျွန်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာသမိုင်းမှာပါအထင်ကြီးဖြစ်သွားတဲ့ရမ်းပြဲကျွန်းကမိကြောင်းတိုက်ခိုက်မှုအကြောင်းကိုပြောပြပေးသွားမှာပါ။1945ခုနှစ်ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးပိုင်းကာလမှာပါမဟာမိတ်တပ်တွေဖြစ်တဲ့ဗြိတိရှတပ်တွေဟာမြန်မာနိုင်ငံကဂျပန်တပ်တွေကိုအကြီးအကျယ်ထိုးစစ်ဆင်နေချိန်ပေါ့အဲ့ဒီအချိန်မှာဂျပန်စစ်သား1000ခန့်ဟာဗြိတိရှတပ်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံလိုက်ရပြီးရမ်းပြဲကျွန်းရဲ့အတွင်းပိုင်းကဒီရီတော်တွေရွှွနုံတော်တွေကိုဆုတ်ခွာခဲ့ကြရပါတယ်အဲ့ဒီရှုနုံတော်တွေဟာကြည့်လိုက်ရင်တော့ရိုးရိုးပုံမှန်ပဲလို့ထင်ရပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့ဂျပန်စစ်သားတွေအတွက်ငရေခမ်းကြီးတစ်ခုဖြစ်လာပါတော့တယ်။ရှုနုံတော်ထဲမှာပုံအောင်နေတဲ့ဂျပန်စစ်သားတွေဟာဒဏ်ရာတွေငတ်မှုတွေနဲ့အားနည်းနေကြပါပြီ။အဲ့ဒီသွေးညီနှံတွေကရှုနုံတော်ထဲမှာရှိနေတဲ့ပင်လယ်ပျော်မိချောင်းကြီးထောင်ပေါင်းများစွာကိုဖိတ်ခေါ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဗြိတိရှသဘာဝပညာရှင်ဘရူးရိုက်ကအဲ့ဒီညအကြောင်းကိုအခုလိုမှတ်တမ်းတင်ထားပါတယ်။မောင်မဲနေတဲ့ရှုနုံတော်တွေကနေတနတ်တန်တွေမိချောင်းကြီးတွေရဲ့ကြိုက်ခဲတန်တွေနဲ့ဂျပန်စစ်သားတွေရဲ့အသေးခိုက်အောင်အော်ဟစ်တန်တွေဟာတညလုံးကြားနေရတဲ့မနက်လင်းတဲ့အခါမှာတော့အသက်ရှင်ကြံရစ်သူဟာလက်ချိုးရည်လို့ရတဲ့အနေငယ်ပဲရှိပါတော့တယ်ဒီဖြစ်ရဟာကမ္ဘာကင်းနစ်စံချိန်မှတ်တမ်းမှာပါတရိษံကြောင့်လူအသေးပြောက်အများဆုံးဖြစ်ရအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်တမိုင်းဆိုတာအောင်နိုင်သူတွေရဲ့အကြောင်းတင်မကပဲဒီလိုမျိုးကြောက်မက်ဖွယ်ရာဖြစ်ရဆန်းတွေနဲ့လည်းပြည့်နေနေတာပါဒီအကြောင်းအရာကိုစိတ်ဝင်စားရဲဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဘလို့တမိုင်းဝင်နေရာတွေအကြောင်းသိချင်သေးလဲဆိုတာ comment မှာပြောခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်